န်နိုင်ငံဒီအမေရိကန်နိုင်ငံရေးကိုအမေရိကန်နိုင်ငံကိုလုံခြုံရေးအရေးပေါ်ချင်းချောက်နေတာ immediate threat ပေါ့နော်ချက်ချင်းချင်းချောက်နေတာမရှိသေးတာအားလုံးပဲမင်္ဂလာပါຫນွေမြန်မာနယူးချန်နယ်မှာကြိုဆိုပါတယ်ຫນွေမြန်မာနယူးချန်နယ်ဟာဆိုရင်နေ့စဉ်ຫນွေဥတော်လာရေးနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ຫນွေမြန်မာနယူးချန်နယ်ကိုစခိုက်လေးလုပ်ပေးပြီးအသည့်တင်တိုင်းသိရအောင်ဘေးနာကနူဒီခေါလောလေးကိုပါနှိပ်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်စစ်ပွဲဆင်နွှဲလို့အခွင့်အာဏာမရှိဘူးဆိုတဲ့ပြောဆိုချက်တွေအငင်းပွားချက်တွေရှိနေပါတယ်အမေရိကန်နိုင်ငံသားတွေရဲ့အသက်တွေပတ်စံတွေကိုဖြုံးနေတယ်ပေါ့တနေ့ကို$$1,000ကုန်ကျနေတယ်ပြည်တွင်းမှာရှိတဲ့အမေရိကန်ပြည်သူတွေရဲ့ရပိုင်ခွင့်တွေဖြစ်တဲ့ Medicaid တွေကိုတော့ဖြတ်တောက်နေပြီးတော့ဒီပတ်စံတွေလည်းတော့ဖြုံးနေတယ်ဆိုပြီးတော့ဆွဆွဲချက်တွေညှင်းဆိုချက်တွေဖြစ်ပေါ်နေပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီနေ့အကြီးအကျယ်ပုံကျဲမှုတိုက်ခိုက်မှုလုပ်မယ်ဆိုပြီးတော့ကြုံဝါနေပါတယ်ပြီးတော့အမေရိကန်သမ္မတကအီရန်နိုင်ငံကအကျွင်းမဲ့လက်နက်ချဖို့လည်းပြောဆိုနေတယ်မင်းကြီးကအီရန်သမ္မတကလည်းထူးထူးခြားခြားယာယီသမ္မတကပေါ့နော်လက်ရှိတာဝန်ယူရတဲ့သမ္မတကလည်းထူးထူးခြားခြားအိန္ဒိယချင်းနိုင်ငံတွေကိုတောင်းပန်လိုက်ပါတယ်အဲ့ဒီတောင်းပန်မှုကလက်နက်ချခြင်းလားဆိုတော့မိကုန်းနေမေးစရာရှိတယ်ဒါပေမဲ့ဒီနေ့အီရန်သမ္မတကတောင်းပန်ပြီးတော့မကြပါဘူးဒူဘိုင်းမြို့ပေါ့နော်ဒူဘိုင်းနိုင်ငံဖြစ်ပြန် UAE နိုင်ငံဒူဘိုင်းမြို့ရဲ့နိုင်ငံတကာလေဆိပ်မှာလေပြန်တွေယာယီပြန်တက်ဖို့ဥမာ Emirates Airlines ဆိုရင်လေပြန်တစ်စီးကခီးတဲ့တွေလေယာဉ်ပေါ်ရောက်နေပြီးပြန်ထွက်တော့မယ်အချိန်မှာလေယာဉ်ပြေးလမ်းပေါ်ကိုတာမန်နယ်ဒုတိယလေယာဉ်ပြေးလမ်းပေါ်ကိုအီရန်ရဲ့ drone ကြီးကျလာတာဖြစ်တဲ့အတွက်ချက်ချင်းခီးတဲ့တွေရုံရင်ဆန်ကဖြစ်ပြီးတော့လေဆိပ်ကိုပိတ်လိုက်ရပါတယ်အဲ့တော့အမေရိကန်ဘက်ကတော့ဒါသူတို့ဘက်ကဒီဖြက်စီးမှုပေါ့နော်တိုက်ခိုက်မှုပေါင်း3000လောက်ထားပြီးလို့ကြေညာတယ်အီရန်ရဲ့လေကြောင်းအင်အားခုခံတဲ့အင်အားရေတပ်ကိုဖြက်စီးပြီးလို့ပြောသလိုအီရန်ရဲ့ခေါင်းဆောင်မျိုးဆက်20ကိုလည်းချိန်မုံလိုက်ပြီးလို့ပြောနေတယ်တတိယမျိုးဆက်တတိယအစိုးပထမအစိုးရကြာဆုံးတယ်အဲ့တော့သူတို့ဒုတိယအစိုးရတစ်ဖွဲ့တယ်အဲ့ဒီဖွဲ့ကိုလည်းသူတို့ကတိုက်ခိုက်လိုက်ပြီလို့ပြောတယ်သမ္မတထရန့်ကိုလည်းပြောတယ်အခုတတိယသူတို့ထပ်ဖွဲ့မဲ့အစိုးရဖွဲ့ကိုလည်းသူတို့ထပ်ပြီးတော့လုံမယ်ဆိုပြီးပြောနေပြီးတော့သူသဘောတူတဲ့လူပဲဒီမှာခေါင်းဆောင်ဖြစ်ရမယ်ဆိုပြီးတော့သမ္မတထရန့်ကကြုံဝါနေပါတယ်အဲ့တော့ဒီပိုင်းနဲ့ထဲမှာ UK နိုင်ငံကလည်းလေယာဉ်တင်သင်္ဘော UK ရဲ့လေယာဉ်တင်သင်္ဘောကိုအရှေ့အလယ်ပိုင်း Mediterranean Sea ကိုပို့ဖို့အတွက်ပြင်ဆင်နေပြီးတော့သတင်းတွေတက်နေတယ်ဒီနေ့ UK နိုင်ငံမှာရှိတဲ့ American Airbase တစ်ခုကို American အထူးတိုက်လေယာဉ်ပုံကျဲတိုက်လေယာဉ် B1 3စီးရောက်ရှိလာပါတယ်ပြောချင်တာက American ရဲ့ဒီအထူးပုံကျဲလေယာဉ်ဒီ3စီးကို UK ကိုရွှေ့လိုက်ပါပြီ UK ဆိုကလည်းခွင့်ပြုချက်ပေးလိုက်တယ်ဒီနေ့လွန်ခဲ့တဲ့နိုင်ပိုင်းတွင်က UK နိုင်ငံကိုအဲ့ဒီပုံကျဲတိုက်လေယာဉ်ရောက်ရှိလာပါပြီအဲ့တော့အားလုံးကတော့စစ်ပြင်ဆင်မှုတွေလုပ်နေကြတယ်အခုသူတို့လှုပ်ရှားမှုတွေကိုကြည်ချင်းအဖြစ်အမေရိကန်ကလည်းဒီစစ်ပွဲက4ဘက်နဲ့5ဘက်ကြာမယ်လို့ပြောထားတာဖြစ်တယ်ဥပမာတစ်ပတ်ပဲရှိသေးတော့အနောက်နိုင်ငံများရဲ့ပြင်ဆင်မှုကကြီးမားတဲ့စစ်ပွဲတစ်ခုကိုပြင်ဆင်နေတဲ့ပုံစံကြီးတွေ့နေရတယ်စိတ်ပူစရာပဲဒါကဘာကိုပြလဲဆိုတော့အီရန်မှာဖြက်စီးနိုင်တဲ့လက်နက်ကြီးတွေရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်တယ်အီရန်ကနောက်ဆုံးအဆင့်ဒါတွေလှုပ်လာရင်သူတို့ခုခံကာကွယ်ဖို့အတွက်ပြင်ဆင်နေတဲ့သဘောရှိတယ်အဲ့ဒီထဲမှာအီရန်ရဲ့ဒီတာဝေးပြစ်ဒုံးကြီးတွေကဥရောပထိရောက်နိုင်တယ်ဆိုတဲ့စိတ်ပူမှုတွေရှိနေတယ်အဲ့ဒါကိုကာကွယ်ဖို့အတွက်ဥရောပနိုင်ငံတွေကပြင်ဆင်နေတဲ့သဘောတရားတွေရှိတယ်အဓိက Cyprus က EU နိုင်ငံဖြစ်တယ်
အဲ့တော့ Cyprus ကမြေထဲပင်လယ်ထဲမှာရှိတယ်နော်သူရဲ့အောက်မှာကအာရပ်နိုင်ငံတွေပေါ့အဲ့တော့ Cyprus ကနေသူတို့ကဂျားဖြတ်ပြီးတော့တားဖို့အတွက်ပြည်သက်နိုင်ငံကလည်းသူ့လေယာဉ်တွေသင်္ဘောတွေကို Cyprus ကိုပို့နေတာကိုတွေ့ရတယ် UK ကလည်းသူ့ရဲ့တိုင်ဖုန်းတိုက်လေယာဉ်တွေပို့နေတာကိုတွေ့ရတယ်ပြီးတော့ UK ကလည်းသူ့ရဲ့ဒီ drone တွေကိုပြစ်ချနိုင်တယ်ရဟတ်ရင်တင်ထားတဲ့လေယာဉ်တင်သင်္ဘော drone ဖြတ်လေယာဉ်တင်သင်္ဘောကိုလည်းပို့ပြင်ဆင်နေတာကိုလည်းတွေ့ရတယ်အဲ့တော့အမေရိကန်ကလည်းလက်မလျှော့တဲ့ပုံစံတွေ့ရတယ်အဲ့တော့အခုရက်ပိုင်းတွင်းမှာအမေရိကန်သမ္မတနဲ့face to face အင်ဖြူတော်မှာတွေ့ခဲ့တာဂျာမန်ဝန်ကြီးချုပ်ပဲတွေ့ခဲ့တာအဲ့တော့ဘာပြောလိုက်လဲတော့မသိဘူးသူအဲ့တော့အမေရိကန်ကဒီနေ့တော်လောက်ပြီးဒီလောက်ဆိုရပြီဆိုပြီးတော့ရန်နာသွားမဲ့ပုံလည်းမတွေ့သေးဘူးအီရန်ကလည်းလက်လျှော့မဲ့အနေအထားမတွေ့ရဘူးအဲ့တော့အပြင်းထန်ပြင်ဆင်နေကြတယ်အဲ့တော့ဒါကတော့အားလုံးအတွက်စိတ်ပူစရာပဲပေါ့အဲ့တော့အခုကျွန်တော်တင်ပြပေးမှာကဒီရန်မြို့မှာနေထိုင်နေတဲ့ယောက်ျားတစ်ယောက်ပေါ့နော်ပြီးခဲ့တဲ့ January လတုန်းကအစိုးရစံကြည်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ကြတယ်ဒီဆန္ဒပြပွဲပါခဲ့တဲ့ဆန္ဒပြသမားတစ်ယောက်ရဲ့ဒီတယ်လီဖုန်းနဲ့ CBS သတင်းနဲ့အင်တာဗျူးလေးပါသူကတော့သူ့ရဲ့လုံခြုံရေးကိုကြောက်ရွံ့နေရတယ်အီရန်အနာဂတ်ကအီရန်ပြည်သူတွေပဲဆုံးဖြတ်မယ်ပြင်ပနိုင်ငံတွေကဒီစစ်တပ်ကဆုံးဖြတ်တာကိုသူလက်မခံဘူးတဲ့ဒီမိုကရေစီဆိုတာပြည်သူတွေထဲကပဲဖြစ်ပေါ်တိုးတက်လာရမယ်တဲ့အဲ့ဒါကပြည်တွင်းရေးဖြစ်တယ်တဲ့အဲ့ဒီပြောတဲ့လူကပြောတာကအဲ့အီရန်ရဲ့ခေါင်းဆောင်မှုကိုသူအပြင်းထန်ကန့်ကွက်တယ်ဒီအဲ့ဒီအီရန်အုပ်ချုပ်သူတွေကမြောက်များစွာသောအီရန်လူငယ်များရဲ့ဘဝတွေကိုဖျက်ဆီးပစ်တယ်လို့သူကဆွဆွဲတယ်ဒါပေမဲ့ဘုံတွေကြနေတယ်မစ်ဇိုင်းတွေတနင်္ဂနွေလုံးတိုက်ခိုက်နေတာကတိုက်ခိုက်နေတယ်အခုအချိန်မှာသူကနိုင်ငံသားရဲ့ပါဝင်ဆွတ်ဖက်မှုကိုကြောက်ရွံ့တယ်အဲ့တော့အခုဒီစစ်ပွဲတွေဟာအီရန်နိုင်ငံကိုလွတ်မြောက်မှုတဲ့စာရင်အီရန်နိုင်ငံကိုကမောက်ကမဖြစ်စေတာပဲပိုပြီးဖြစ်ပွားစေလိမ့်မယ်တဲ့အဲ့ဒါသူ့ရဲ့ပြောဆိုချက်အကြံပြင်းလေးပါသူ့အတန်ကိုနားထောင်ကြည့်ကြအောင်ဒါ CBS News ရဲ့အင်တာဗျူးလေးကိုကျွန်တော်ကဖွင့်ပေးမှာအခုပြောတဲ့လူကအီရန်တီဟရန်မြို့မှာပဲနေတဲ့လူပြီးခဲ့တဲ့ January လတုန်းကဆန္ဒပြပွဲမှာပါခဲ့တဲ့လူပါသူကတော့ရှင်းပြောရင်သူရဲ့ယက်တီချက်သည်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်ပြီးဘုံတွေကျဲတာကိုသူသဘောမတူဘူးအီရန်နိုင်ငံဒီမိုကရေစီရရှိဖို့အချိန်လိုတယ်အဲ့တော့အီရန်ပြည်တွင်းရေးကိုအီရန်ပြည်သူတွေကပဲလုပ်မယ်အဲ့တော့နိုင်ငံခြားနေအခုဘုံလာကျဲတာဖြစ်တယ်သူကိုယ်တိုင်လည်းလုံခြုံရေးရမလို့အီရန်မျိုးကနေထွက်ပြေးရတယ်အဲ့တော့ဘုံလာကျဲတွေကလက်ရှိသူတို့ဘဝဒီမိုကရေစီရရှိဖို့အတွက်ပိုပြီးတိုင်းပြည်မတည်မငြိမ်ဖြစ်စေတာပဲအဖက်တင်မယ်လို့သူကဆွဆွဲပြောဆိုထားတယ်အဲ့တော့လက်ရှိဒီမကောင်းတဲ့အစိုးရအုပ်ချုပ်နေတာတဲ့တိုင်းပြည်မတည်မငြိမ်ဖြစ်နေတာနဲ့နှစ်ခုကိုရွေးချယ်မယ်ဆိုရင်တော့ဒီမကောင်းတဲ့အစိုးရကိုသူဆန့်ကျင်နေတဲ့မကောင်းတဲ့အစိုးရအုပ်ချုပ်တာကပိုပြီးတော့ကောင်းမယ်ဆိုပြီးသူ့ရဲ့အမြင်ကိုသူပြောဆိုသွားတယ်အလုံးဒါ CBS သတင်းဌာနကိုအဲ့ဒီအီရန်နိုင်ငံသားရတယ်ပြီးခဲ့တဲ့လူငယ်ပေါ့နော်ဂျန်ဇီပေါ့နော်သူဆန္ဒပြပွဲမှာအီရန်အစိုးရကိုလုံးဝမကျေနပ်ဘူးသူကိုယ်တိုင်လည်းဆန္ဒပြခဲ့တယ်အဲ့ဒီတယောက်ရဲ့ရင်ဖွင့်တာမှာသူ့ရဲ့အနာဂတ်ကတော့ပြင်ပနိုင်ငံတွေကသူတို့ကြိုက်တဲ့လူကိုလာပြီးအုပ်ချုပ်ခိုင်းပြီးတော့အီရန်နိုင်ငံသားတွေရဲ့ဘဝကိုလွတ်မြောက်အောင်မလုပ်ပေးနိုင်ဘူးတဲ့ဒါသူ့ရဲ့ standpoint တိုက်ပြည်ကမောက်ကမပျက်စီးနေတာနဲ့စာရင်တော့မကောင်းတဲ့
bad regulation ပေါ့အစိုးရအုပ်ချုပ်တာကပိုတာအောင်မယ်တဲ့အဲ့တော့ဒါကနောက်ထပ်ရှုထောင့်တစ်မျိုးပါအဓိကက CBS သတင်းဌာနကဒီဥစ္စာကိုတင်ရတဲ့အဓိကအကြောင်းရင်းက CBS အပါအဝင်အမေရိကန်ကဒီမိုကရက်ကိုလက်ခံနေကြတဲ့သတင်းမီဒီယာတွေကလက်ရှိအမေရိကန်အစိုးရရဲ့အီရန်ကိုစစ်ဝင်တိုက်တာကိုသဘောမတူတဲ့ဘက်ကနေဒါအီရန်ပြည်တွင်းမှာရှိတဲ့ဒီဆန္ဒပြပြည်သူကိုအမေရိကန်စစ်ဝင်တိုက်တာကိုသဘောမတူဘူးဆိုတဲ့သူ့ရဲ့သူဦးဒီတဲ့သဘောထားကိုတင်ပြပေးလိုက်တာပြီးတော့သူတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေဖြစ်တဲ့ဒီအီရန်ဒီပြည်ပမှာရောက်နေတဲ့အီရန်ပြည်သူတွေကလည်းသူပြောချင်တာတော့ရှားပြင်အုပ်စုကိုပြောချင်တာဖြစ်လိမ့်မယ်ရှားပြင်ရဲ့သားအုပ်စုကိုဒီကအီရန်နိုင်ငံကိုဒီစစ်ပွဲတွေခေါ်သွင်းလာပြီးတော့ဒီသူတို့လှုပ်ဆောင်နေတာဟာသူတို့ကိုယ်တိုင်အီရန်ကိုပြန်လာခြင်းလို့လှုပ်ဆောင်နေတယ်ဆိုတဲ့ဆွဆွဲမှုကိုသူကပြောဆိုသွားတယ်အဲ့တော့ဒါဟာသူ့ရဲ့ရှုထောင့်ပဲဒါကြောင့်ကျွန်တော်မနေ့ကလိုက်မှာပြောတာအီရန်အစိုးရအနေနဲ့အီရန်ပြည်သူတွေရဲ့ခံစားချက်တွေကိုကဘာကိုဖွင့်ချပေးလိုက်ဖို့လိုတယ်ဒါမှအမှားအမှန်ကိုအားလုံးသိရမှာအဲ့တော့ဒီအမှားအမှန်ကတစ်ဖက်သက်ကြီးဒီအာဏာရှင်တွေကပြည်သူတွေသူ့လိုပဲပြောတဲ့လူရှိသလိုသူနဲ့ဆန့်ကျင်ပြီးပြောတဲ့လူလည်းရှိမှာပဲလေဒါကတော့ဒါတယောက်တော့သူကပြောတာလေအဲ့အခုပြောလိုက်တဲ့လူကအီရန်မှာဆန္ဒပြတဲ့လူအားလုံးရဲ့ကိုစားပြုမှုလည်းဟုတ်ချင်မှာဟုတ်မှာလေအခုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဆန္ဒပြပွဲတွေမှာရုပ်ရှင်သရုပ်ဆောင်တွေလက်သုံးချောင်းထောင်တဲ့လူတွေအများကြီးပါတာပဲဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့လူတွေယနေ့ပြည်တွင်းမှာမင်းအောင်လှိုင်နဲ့ပေါင်းပြီးတော့ရွေးကောက်ပွဲတွေဝင်ပြီးတော့စစ်ပွဲကအပြေမဟုတ်ဘူးလို့ညင်းတဲ့လူတွေရှိနေတာပဲဟုတ်ပြီနော်အခုအဲ့လိုပြောလိုက်လို့ဆန္ဒပြတဲ့လူပြောလိုက်လို့ဒါဒီအီရန်ပြည်သူအားလုံးပြောတယ်လို့ကျွန်တော်တို့ယူဆလို့မရဘူးမြန်မာနိုင်ငံရဲ့ဒီမင်းအောင်လှိုင်အာဏာသိမ်းတဲ့ဖြစ်စဉ်မှာဆန္ဒပြပွဲတွေအများကြီးဖြစ်ခဲ့တယ်တနိုင်ငံလုံးဖြစ်ခဲ့တယ်လက်သုံးချောင်းထောင်ခဲ့ကြတယ်ဒါမဲ့အချိန်တန်ကြတော့လက်နက်ကင်တော်လိုင်းကြီးလုပ်မယ်ဆိုတဲ့ခါကျတော့ဒီလူတွေမသွားခဲ့ကြဘူးနိုင်ငံရေးသမားတွေရော88မျိုးဆက်တွေရောလွတ်တော် NLD လွတ်တော်အမတ်တွေရောအဲ့ဒီချိန်မှာအခုဒီအီရန်ပြည်သူပြောသလိုပဲဒီစစ်ပွဲတွေဖြစ်တာနဲ့ဆိုင်သူတို့လည်းအဲ့လိုပဲအငင်းပွားခဲ့ကြတယ်စစ်ပွဲတွေဖြစ်တာနဲ့ဆိုင်ဒီတိုင်းပြည်ကမောက်ကမဖြစ်တာနဲ့ဆိုင် chaotic ဖြစ်တာနဲ့ဆိုင် bad regulation ဆိုရတဲ့အစိုးရအုပ်ချုပ်တာကတော်သေးတယ်ဆိုတဲ့ယက်တီချက်ပဲအဲ့တော့အဲ့ဒီဟာတွေအဲ့ဒီအခုဒီအီရန်ပြည်သူပြောတယ်လို့မျိုးမြန်မာနိုင်ငံမှာလေတော့ဒီ NLD ပါတီကဒေါ်စန္ဒာမင်းပြောတာပဲဥက္ကိုကြီးပြောတာပဲကိုမြအေးပြောတာပဲပြီးတော့လက်သုံးချောင်းထောင်ခဲ့ကြတဲ့ရုပ်ရှင်အမှုပညာရှင်တွေပြောနေကြတာပဲပြီးတော့ဆန္ဒပြပွဲမှာပါခဲ့ကြတဲ့တာမန်ပြည်သူတွေလည်းပြောနေကြတာပဲအဲ့တော့ပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာတုန်းကကြတော့ဒီ Facebook ကလွတ်လပ်တယ်မင်းအောင်လှိုင်တို့က Facebook ကိုအစပိုင်းမှာမပိတ်ထားလိုက်ဘူးမပိတ်ထားတဲ့ခါကျတော့ဒီတော်လိုင်းရေးဖြစ်ကာစ2021 2022မှာလူတိုင်း Facebook သုံးခွင့်ရှိတော့အဲ့လိုနှစ်ဖက်ဆန္ဒပြတဲ့ပြည်သူကြားမှာကိုနှစ်ဖက်သုံးဖက်သဘောထားအမြင်တွေအများကြီးတွေ့ခဲ့ရတယ်ကျွန်တော်တို့ပွင့်လင်းမြင်သာစွာတွေ့ခဲ့ရပြီးသားဒါပေမဲ့အီရန်ခေါင်းဆောင်တွေကပြည်သူတွေကိုအဲ့လိုပိတ်ဆို့ထားတာဖြစ်တဲ့အတွက်အားလုံးမသိနိုင်ဘူးလေအဲ့တော့သူ့ရဲ့စကားကိုလက်ခံမယ်ဆိုရင်ကျွန်တော်တို့ပြည်တွင်းမှာဒေါ်စန္ဒာမင်းပြောတဲ့စကားဥက္ကိုကြီးပြောတဲ့စကားပြီးတော့မိုးဟိန်ပြောတဲ့စကားပြီးတော့ရုပ်ရှင်သရုပ်ဆောင်တွေပေါ့ကြံခဲ့တဲ့ရုပ်ရှင်သရုပ်ဆောင်တွေလက်သုံးချောင်းထောင်ခဲ့ကြတဲ့ဒီဆန္ဒပြပွဲမှာအကြီးအကျယ်ပါခဲ့ကြတဲ့ရုပ်ရှင်သရုပ်ဆောင်တွေပြောတဲ့စကားပြီးတော့နိုင်ငံရေးပါတီဝင်ဒီရွေးကောက်ပွဲဝင်ဖို့လုပ်ခဲ့ကြတဲ့ဒီမြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးလားမသိဘူးသူတို့ငွေဆောင်မှာလုပ်ခဲ့ကြတဲ့ဒီကိုမြအေးတို့ဥဆောင်တဲ့လူတွေပြောတဲ့စကားတွေအတူတူပဲလေအဲ့တော့ပြည်ပနိုင်ငံတွေကစစ်ပွဲတွေကိုလာမဖြေရှင်းပေးနိုင်ဘူးလို့သူပြောတာလေဒါလည်းလက်ခံစရာရှိတယ်ဒါလည်းလက်ခံဖို့လည်းကောင်းတယ်
ဒါပေမဲ့ဒီအာဏာရှင်ကိုသူကဒီမိုကရေစီရဖို့ပြည်တွင်းကနေဘယ်လိုတောင်းဆိုမှာလဲအဲ့ဒီမေးခွန်းကလည်းအကြီးကြီးမေးစရာရှိတယ်အဲ့တော့သူဒီမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်ကိုမလိလာထားတဲ့ဆိုတဲ့ပုံစံရှိတယ်သူလူငယ်တယောက်ဖြစ်တာလည်းပါမယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်စဉ်မှာလက်နဲ့မကင်ပဲဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ငင်းငိုင်းနိုဘယ်ဆုရှင်ဦးဆောင်တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်သည်ဆီယနာရှင်နဲ့ညှိနှိုင်းပြီးဆီယနာရှင်ခွင့်ပြုချက်နဲ့ရွေးကောက်ပွဲရနေအစိုးရအထိဖြစ်ခဲ့တာသူပြောတဲ့ဒီမိုကရေစီအထိရခဲ့တာဒါပေမဲ့ဆီယနာရှင်ကစိတ်ပြောင်းသွားပြီးမင်းအောင်လှိုင်ကအာဏာပြန်သိမ်းလိုက်တဲ့အခါမှာဒီမြန်မာနိုင်ငံမှာပပဆက်ဆက်ဖြစ်သွားပြီအဲ့တော့သူပြောလိုက်တဲ့စကားကိုသူပြောလိုက်တဲ့အခုစကားဟာအာဏာရှင်ဘက်ကထောက်ခံတဲ့လူတွေအတွက်တော့ဒါကတော့ခုခံခြေပါခွင့်ပေါ့ပြီးတော့စစ်ပွဲကိုဆန့်ကျင်တဲ့ဒီမိုကရက်တွေအတွက်တော့ခုခံခြေပါခွင့်ပေါ့ဒါပေမဲ့ဒီအာဏာရှင်တွေအောက်မှာငြိမ်းချမ်းစွာဆန္ဒပြပြီးတိုင်းပြည်ပြောင်းသွားတာကမ္ဘာမှာဘယ်နိုင်ငံရှိခဲ့ဘူးလဲဒါကျွန်တော်ရဲ့မိကွန်းငြိမ်းချမ်းစွာဆန္ဒပြပြီးအာဏာရှင်တွေလက်လျှော့ပေးလိုက်တဲ့နိုင်ငံတနိုင်ငံရှိတနိုင်ငံမှမရှိဘူးလို့ကျွန်တော်ကပြောရင်သဘောတူပါသလား yes or no ကမ္ဘာပေါ်မှာဘယ်အာဏာရှင်ကိုပဲဖြစ်ဖြစ်ငြိမ်းချမ်းစွာပြည်တွင်းမှာဆန္ဒပြပြီးဒီမိုကရေစီရရှိရေးတို့ရေးអော်ပြီးတော့အာဏာရှင်တွေကပြည်သူတွေတောင်းဆိုတယ်ရော့ဒီမိုကရေစီပေးလိုက်မယ်ငါတို့ဆင်းပေးလိုက်မယ်ဆိုတဲ့နိုင်ငံတနိုင်ငံရှိတယ်ဆိုရင်ကျွန်တော်ကိုမရှိဘူးလို့ကျွန်တော်ကပြောမယ်ဆိုရင်သဘောတူပါသလား yes or no ကျွန်တော်ကဘာကိုထောက်ပြခြင်းလဲဆိုတော့အမေရိကန်မှာရှိတဲ့ဒီမိုကရက်တွေကဒါမျိုးသူတို့စင်ကြေပေးမဲ့ဒီသူတို့ Trump အစိုးရကိုသူတို့ကတိုက်ခိုက်ခြင်းတာလေတော့တိုက်ခိုက်ခြင်းတော့ဒါမျိုးလူတွေကိုသူတို့ကအင်တာဗျူးလုပ်ပြီးလွှင့်ပေးတာလေပြောချင်တာနိုင်ငံရေးကစားတာပဲအမှန်တကယ်သူပြောတာစဉ်းစားကြည့်ရင်တော့မှန်တယ်လို့ယူဆရတယ်တနာဖို့လည်းကောင်းတယ်အဲ့တော့ပြောတင်တာကငါတို့ဒီမိုကရေစီလည်းမလိုချင်ဘူးငါတို့လီဆန္ဒပြတာလေဒီအစိုးရအောင်မကျင်းတဲ့လို့ဆန္ဒပြတာဒီအစိုးရအုပ်ချုပ်တာပဲငါတို့ဆက်နေမယ်နိုင်ငံတကာနဲ့ငါတို့ဒီမိုကရေစီလည်းမလိုချင်ဘူးဘယ်သူနဲ့မှမပတ်သက်ဘူးဆိုရင်တော့လားသူပြောတာလက်ခံဖို့ကောင်းတယ်သူကဒီမိုကရေစီကိုငါတို့ပြည်သူတွေကပဲအေးစစ်လုပ်ယူမယ်ဘယ်သူမှလာပြောင်းပြီးလို့မရဘူးလို့သူကပြောတယ်ဆိုရင်ဘယ်အာဏာရှင်ကအဲ့လိုပြည်သူတောင်းဆိုယူလက်သုံးချောင်းထောင်ယူနေအလွယ်တကူဆင်းပေးလိုက်တဲ့နိုင်ငံကမ္ဘာမှာရှိလားအဲ့တော့ကျွန်တော်ဒါကြောင့်ဒီဥစ္စာကိုကျွန်တော်တင်ပြပေးတာကျွန်တော်ပြောချင်တာကရှုထောင့်မျိုးစုံရှိတယ်လူတိုင်းကကိုရက်တည်တဲ့ဘက်ကမှန်ကန်ကြောင်းကိုပြကြတာပဲအဲ့တော့ပြောချင်တာကအာဏာရှင်ကိုပြန်တိုက်ဖို့ကအာဏာရှင်ကကိုယ့်ကိုပြစ်တက်နေတယ်ပြစ်တက်နေတဲ့အာဏာရှင်ကိုဘိုးပြန်ကျဲတော့ကျန်တဲ့ပြည်သူတွေလည်းဒုက္ခရောက်တာအမှန်ပဲလေအဲ့ဒါပိတ်ဆက်မှုပဲလေမြန်မာနိုင်ငံဖြစ်စဉ်မှာမင်းအောင်လှိုင်ကိုလက်နက်ကပြန်တိုက်တော့ပြည်သူတွေဒုက္ခရောက်တော့အဲ့ဒါဖြစ်စဉ်ပဲလေပြောချင်တာကလက်နက်ကပြန်မတိုက်ရင်မြန်မာနိုင်ငံဒီမိုကရေစီရဖို့ဘယ်တော့မှမဖြစ်နိုင်တော့ဘူးဘာကြောင့်လဲသူတို့ဘယ်သူကစလုပ်တာလဲအာဏာရှင်တွေစလုပ်တာအာဏာရှင်ကဒီ2008ဖွဲ့စည်းပုံကိုပြဋ္ဌာန်းလိုက်တာကိုကကျွန်တော်နိုင်ငံဒီမိုကရေစီမရတော့ဘူးလေအာဏာရှင်ကစပြီးစိန်ခေါ်တာလေအဲ့တော့ဒီမိုကရေစီမရနိုင်ပဲတော့ဘူးပြည်သူတွေလွတ်မြောက်မှုမရနိုင်တော့ဘူးအနှစ်60အနှစ်80ကြာအတွေ့အကြုံရှိနေပြီရုပ်စွာဆုံးဒေါ်ဆန်းစုကြည်ရဲ့ NLD ရဲ့အလျှော့ပေးမှုနဲ့အိုဘားမားအလျှော့ပေးမှုဟာဒါအာဏာရှင်တွေကိုအသာရစေတဲ့အလျှော့ပေးမှုပဲဒါတော့သူတို့ကလက်မခံဘူးသူတို့ကတစုံလုံးကိုလိုချင်တာဘယ်သူကမှ share မခွဲပေးခြင်းဘူးဘ
ဘသူကမှသူတို့ဒီရှယ်ယာမခွဲပေးခြင်းဘူးသူတို့ပဲအကုန်အုပ်ချုပ်ခြင်းတယ်သူတို့ပဲအကုန်လိုခြင်းတယ်ပြောချင်တာကတိုင်းပြည်ရဲ့တန်ရာဇာတာတွေဓနတွေကုမ္ပဏီတွေစီးပွားရေးတွေသူတို့သားသမီးတွေပဲလက်ဝကြီးအုပ်ချင်တာအဲ့ဒါလေသူတို့ကအပြောမဟုတ်လက်တွေ့လုပ်ပြတာအာနာသိပြီးတာနဲ့သူတို့သားသမီးတွေတန်နိုင်ငံလုံးစီးပွားရေးကိုထိန်းချုပ်လိုက်ပြီအခုပဲကြည့်စုံကနန်းမကနန်းပြောတဲ့အချိန်မှာ EV ကားမပါဘူး EV ကားသူတို့တွင်းထားတာသူတို့ EV ကားအယောင်ကောင်းအောင်လုပ်တာအကုန်လုံးဒီကိုကျိုးစီးပွားတွေနေပြီးတော့သူတို့ရဲ့2008မှာကိုလည်းစစ်သားလည်း25ရာခိုင်နှုန်းယူထားတယ်အခုကြက်ဖို့ကလည်းတနိုင်ငံလုံးကိုအနိုင်ကျင့်ပြီးတော့အကုန်လုံးအနိုင်ယူတယ်သူတို့ပဲအုပ်ချုပ်မှာပြောချင်တာကနေဝင်းသွားတဲ့တပါတီအာဏာရှင်စနစ်ကိုခဏတော့အိမ်ပြည့်ပါတီတွေနဲ့တိုင်းရင်းသားဆိုတဲ့သူတို့နဲ့သဘောတူတဲ့ပါတီတွေကိုအိမ်ပြည့်အဖြစ်ပဲပြောပြီးတော့ဝင်ပေးပြီးသူတို့ပဲအုပ်ချုပ်မှာအဲ့တော့အဲ့လိုမျိုးနေရာထားမှာနိုင်ငံခြားကလာဝင်မဆွတ်ဖက်ပါနဲ့လာမတိုက်ပေးပါနဲ့ငါတို့တိုက်မယ်ဆိုဘာနဲ့ပြန်တိုက်မှာလဲ